ဒါတော့ဥက္ကကဲခေါ်မတီရာတိုက်ဥက္ကကဲဆိုတာအာကာသတွေကနေပြီးတော့ကဘာမြေမို့မကြာခဏပြကြလေးရှိတဲ့ကြောက်သားတစ်မျိုးကိုခေါ်တာပါအာကာသထဲမှာရှိတဲ့ဂျိုသိန်ဂျိုမွားတွေမှာကြောက်တုံးတွေဖြစ်ပြီးတော့ကဘာလေဦးထဲမှာမီးလောင်ခံရတယ်ကဘာမြေမို့ရောက်ရှိတဲ့အချိန်မှာမီးလောင်ကျွမ်းကြံရက်တာဖြစ်ပါတယ်ဥက္ကကဲအများစုကဆိုရင်တို့နေထိုင်တဲ့နေဖွဲ့စည်းရလာတာဖြစ်ပါတယ်အများစုကတော့အင်္ဂါဂျိုနဲ့ကြောက်သားလေးဂျိုကြားမှာရှိတဲ့ဂျိုသိန်ဂျိုမွားstrike ဘဲကနေပြီးတော့ကွဲထွက်လာတဲ့အပိုင်းအစတွေဖြစ်ပါတယ်ဒီအပိုင်းအစတွေကကဘာကြီးနဲ့မတိုက်မိခင်ဒီကဘာမြေမိုးကိုမရောက်ခင်နေကိုလှက်ပတ်နေကြတယ်နှစ်တန်းချီကြတယ်လို့ဆိုပါတယ်ကဘာလေဦးတဲကိုဖြတ်တန်းလာစင်မှာပဲကြောက်အပိုင်းအစတွေကိုဥက္ကပြန်လို့ခေါ်တယ်ဥက္ကပြန်နေရဆိုရင်ကဘာလေဦးတဲကိုဖြတ်တန်းနေစင်မှာလေတူးရဲ့ပြင်းထန်တဲ့ဖွတ်တိုက်အားကြောင့်မိလောင်ပြီးတော့ညရဲ့ကောင်းကင်ယံမှာအလင်းတန်းကြီးတွေဖြစ်သွားကြတယ်ကျေပြန် shooting star လို့လည်းခေါ်ကြပါသေးတယ်။ဟောမြေပြင်ပုံရောက်ရှိလာတဲ့အချိန်မှာတော့ဥက္ကာကဲဗီဒီယိုတိုင်းလို့ခေါ်ကြတယ်။အမှန်တော့ဂျိုသိန်ဂျိုမှာကျေတကွန်တွေကသူ့ရဲ့ပတ်လန်းမှာလှည့်ပတ်နေကြပြီးတော့သူ့ရဲ့ပတ်လန်းကသူချော်ပြီးတော့ကဘာလူတွေကိုမရောက်ခင်နေအဖွဲ့စီးတဲမှာပဲလှည့်ပတ်နေရင်ဥက္ကာရောင်မတီရိုတိုင်းလို့ခေါ်ကြပြန်ပါတယ်။လေဦးထဲကိုမရောက်ခင်ဥက္ကာရောင်မတီရိုတိုင်းလေဦးထဲမှာဥက္ကာအပြန်မတူရာကဘာမြေဝင်ရောက်ရှိလာတဲ့ဥက္ကာကဲကိုတော့မတီရာတိုင်းလို့ခေါ်ကြပါတယ်